ကိုပီကတ်လီတက်လေးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီကတ်လီတက်လေးကသဘာဝအတိုင်းအုံးဆက်မှု6ခံပြီးတော့နေလမ်းရောပြုလုပ်ထားတာဖြစ်တယ်ဒါကြောင့်မို့ eco friendly လည်းဖြစ်တယ်အုံးဆက်မှုရဲ့သဘာဝအရာအနမ်းဆုံးယူမှုအားလည်းကောင်းတယ်အရည်ကိုလည်းဆုံးယူနိုင်စွမ်းရှိတယ်ဒါကြောင့်မလို့ကုန်ကြစည်ကိုလည်းချွေတာရရောက်တယ်eco friendly လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအုံးဆက်မှုလေးကိုကတ်လီတက်ကိုမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ဒါအပြင် exotic animal တွေအတွက်လည်းအသုံးပြုနိုင်ပါတယ်အခုလက်ရှိကတော့ဒါဆရာကြီးတယောက်ကလက်တွေ့ပြပေးနေတာဖြစ်ပါတယ်ဒီအုံးဆက်မုတ်ကတ်လီတက်ကိုချာကိုပတ်စတိုမှာမြန်မာကျပ်ငွေတစ်ထုပ်ကို6800ကျပ်နဲ့ဝယ်ယူနိုင်ပါတယ်ဆိုင်လိပ်စာတော့အမှတ်190ဒုက္ခလန်လိုင်းမြို့နယ်ဖြစ်ပါတယ်ဖုန်းနံပါတ်က399989859304ပါ